လူတွေဟာဘလောက်ချမ်းသာဘလောက်ယာတုကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်တည်းသူ့အိမ်မော်တောင်ကြာမထားတော့ဘူးအောက်ပုတ်ပလိုက်တာပဲမဟုတ်လားသူ့ပိုင်နာရောတစ်ခုရှိသေးတယ်မရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်မှာနော်ဒီတိုင်းပြစိတ်နဲ့ကနားမှာပန်းရင်ပါသွားမယ်မအောင်မေ့လေးနဲ့ဖြုတ်ယူမဲ့လူတွေကအစင်နဲ့သူစီမှာပါသွားတာတခုမှမရှိပိုင်ဆိုင်မှုတွေအားလုံးနောက်ဆုံးကတခုမှမရှိအဲ့တော့ကိုမပြောနဲ့အထက်တယူဇနာအောက်တယူဇနာအာနာသက်ဆင်းတဲ့ဓမ္မတော်ကဝိညာဉ်ကြီးတောင်မှာနော်ယောဂဖြစ်လို့အဲ့ရတဲ့ဘုံလဲပြီဆိုတဲ့အခါမှာသူလှူချင်တာတွေလှူလို့မရတော့ပရမတော့ရွှေခွက်တွေလှူလိုက်ငွေခွက်တွေလှူလိုက်တန်ဖိုးရှိတဲ့ပစ္စည်းတွေလှူနောက်ပိုင်းကျတော့သူခိုင်းတာဘယ်သူမှမလုပ်တော့သူခိုင်းအရင်တော့ကတော့ဘယင်းဆိုရင်ကြောက်ကြရတယ်သူခိုင်းတာကိုမငြင်းရဲဘူးအေးရတယ်လဲနေပြီဆိုတဲ့အခါကျတော့သူခိုင်းတာတယောက်မှလုံးဝလူဖြစ်တော့သူဟာအာနာလက်မဲ့ဖြစ်သွားသူလှူလို့ရတာလေးကဘာတော့ဆိုရင်ဆေးဆရာကနေပြီးတော့နော်ဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ခေါ်ဆက်ပေးတယ်ရှစ်ရှားသည်ချက်စုသည်လေးတစ်ချမ်းပဲရှိတယ်ကြိုက်အဲ့ဒါလေးတစ်ခုပဲသူလှူလို့ရတယ်။ဉာဏ်နဲ့ပစ္စည်းတွေသူဘာမှလှူခွင့်မရှိတော့။ဒါမို့နောက်ဆုံးကြတော့စီးပူသီးလေးတစ်ချမ်းရှရှားသီးလေးတစ်ချမ်းပဲသူပိုင်တော့တယ်လို့ပြော။ဒါအာနာယောတိုင်းပြည်ယောအားလုံးပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့သီရိဓမ္မတော်ကမင်းကြီးဟာနောက်ဆုံးအချိန်ရတော့ရှရှားသီးလေးတစ်ချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတယ်။နောက်ဆုံးမှအဲ့ဒါတောင်လက်လွှတ်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်မလို့အဲ့ဒါတွေအတွက်အချိန်ပေးနေတာဟာတန်ဖိုးရှိတယ်လို့ပြောလို့မရဘူး။ကိုကြိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်။မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ကိုယ်စီကအကုန်သိမ်းယူချုပ်ယူသွားကြမှာပဲ။အဲ့တော့ချုပ်ယူလို့မရဘူးသိမ်းယူလို့မရတဲ့ပစ္စည်းကဘာတွေတုံးဆိုရင်တိလဆိုတဲ့ပစ္စည်းနော်တတ္ထာဆိုတဲ့ပစ္စည်းအဲ့ဒါတော့ဖြုတ်လို့တတ္တံသီလံတတ္တဒနံဟိရိတနံသီလဒနံဟိရိဥတ္တပိယံဒနံသုဒ္ဓဒနေသသာဂောသပညာဝေတတ္တမံဒနံလို့ခေါ်တယ်တကယ်ကိုယ်ရင်တဲ့နှလုံးထဲမှာရှိတဲ့တန်ဖိုးမဖြတ်နိုင်တဲ့တရားစာသောဥစ္စာပစ္စည်းဥစ္စာတွေကကိုယ်ပိုင်နေကျန်တဲ့ရွှေငွေရတနာတွေဟာတခုမှမပိုင်ဘူးဒါကြောင့်မလို့မပိုင်တာတွေအတွက်အချိန်ဖြုံးနေခြင်းဟာကြိုးစားခြင်းလို့ပြောလို့မရဘူးဒီလိုဆိုလို့ပဲเนาะ